Hello everyone, welcome to my channel. အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကတော့ဒီကန်ထိုးနည်းလေးကိုတင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီ site လေးကတော့ small နဲ့ medium size လေးပဲဖြစ်ပါတယ်။ချီကတော့လေးလုံးကုန်ပါမယ်။လိုအပ်တဲ့ပစ္စည်းလေးကတော့ poly 12 ply လေးလုံးလိုပါမယ်။အစိုက်က number 2ပါ။အစိုက်က 2mm နဲ့ထိုးပါမယ်။ပြီးရင်ကကြီးလိုမယ်။ဒီချုပ်အပ်လေးလိုမယ်။ပြီးရင်မက်ကျိတ်လေးလိုပါမယ်ရှင်။ကဲအဆူစထိုးမယ်နော်။စလင်းတော့လုပ်ဖို့ခွင်းလေးလောက်လိုက်မယ်။ပြီးရင်အဲ့လေးနဲ့အဲ့လိုလေးဆွဲထုတ်လိုက်မယ်။အဆူခွင်းရှင်လေးဖြစ်သွားပြီပေါ့။အထက်မှာဖွန်မီလေး116ခါထိုးပါမယ်နော်။ဖွန်မီ116ခုထိုးမယ်။ထိုးပြီးလို့ရှိရင်နောက်ထပ်တိုင်ရှည်ထိုးမှဖြစ်လို့နောက်ထပ်ဖွန်မီ2ခုထပ်ပေါင်းရမယ်ပေါ့နော်အဲဆိုရင်ခုဖွန်မီ116ခုထိုးပါမယ်ဒါလေးကအနောက်ဘက်အချမ်းအတွက်ထိုးတာပေါ့နော်နောက်ကျောဘက်အချမ်းကိုစထိုးမှာပဲဖြစ်ပါတယ်ရှင်ခုမှစထိုးမဲ့ beginner လေးတွေဟာအခြေခံလေးတွေကို YouTube မှာအရင်ဆုံးသွားကြည့်ဖို့ကြံပေးချင်ပါတယ်နော်ဖွန်မီ116ခုထိုးပြီးသွားလို့ရှိရင်နောက်ထပ်ဖွန်မီ2ခုထပ်ထိုးပါမယ်နော်ထိုးပြီးဖွန်မီ121ခုထိုးပြီးသွားလို့ရှိရင်3ပေါက်ကျော်မယ်4ပေါက်မြောက်မှာတိုင်ရှည်ထိုးပါမယ်နော်တိုင်ရှည် DC ကတိုင်ရှည်ပါနော်ပြီးသွားရင်ချိန်9ကထိုးပါမယ်ချိန်9ကထိုးမယ်တစ်ခါနှစ်ခါ3ခါ4ခါ5ခါပြီးလို့ရှိရင်အောက်က9ပေါက်ကိုကျော်မယ်9ပေါက်ကျော်ပြီး6ပေါက်မြောက်မှာတိုင်တူတစ်ခုထိုးမယ်ပြီးရင်သူဘေးကက်ရက်ပေါက်မှာတိုင်တူနောက်တစ်ခုပြီးရင်နောက်တစ်ခုထပ်ထိုးမယ်အဲဆိုအနားလေးမှာတိုင်တူ3ကထိုးပါမယ်နော်တိုင်တူ3ကထိုးပြီးလို့ရှိရင်ချိန်5ခုထပ်တက်မယ်ချိန်5ခုထပ်တက်ပါမယ်နော်1 2 3 4 5ခုထိုးပြီးနောက်အောက်က9ပေါက်ကိုကျော်မယ်6ပေါက်မြောက်မှာတိုင်ရှည်ထိုးပါမယ်တိုင်ရှည်4ကထိုးမယ်တစ်ခါနှစ်ခါ3ခါ4ခါနော်တိုင်ရှည်4ကထိုးပြီးသွားလို့ရှိရင်တိုင်ရှည်4ကထိုးပြီးသွားလို့ရှိရင်ဖွန်မီ9ကထပ်ထိုးပါမယ်နော်တစ်ခါနှစ်ခါ3ခါ4ခါ5ခါပြီးရင်9ပေါက်ကိုကျော်6ပေါက်မြောက်မှာတိုင်တူလေးထိုးပါမယ်နောက်တစ်ပေါက်မှာတိုင်တူတစ်ခုတိုင်တူ3ခုထိုးပါမယ်နော်အဲဆိုအဲ့ဒါလေးကတစ်စုံပါပြီးရင်ဖွန်မီ4ကထိုးမယ်အောက်ကဖွန်မီ9ကထိုးမယ်ပြီးရင်9ပေါက်ကျော်မယ်9ပေါက်ကျော်6ပေါက်မြောက်မှာတိုင်ရှည်ပြန်ထိုးပါမယ်နော်တိုင်ရှည်ပြန်ထိုးပါမယ်တစ်တိုင်နှစ်တိုင်3တိုင်4တိုင်တိုင်ရှည်4တိုင်ထိုးပါမယ်ပြီးရင်တိုင်ရှည်9ကဖွန်မီ9ကပြန်ထိုးပါမယ်နော်ဖွန်မီ9ကပြန်ထိုးမယ်အဲ့တိုင်းလေးပဲနောက်ဆုံးရောက်တဲ့ထိကိုထိုးလာခဲ့ပါနော်နောက်ဆုံးရောက်ပြီဆိုလို့ရှိရင်ဖွန်မီ9ကထိုးမယ်ပြီးရင်နောက်ဆုံးကျန်တဲ့2ပေါက်မှာတိုင်ရှည်လေး2ခုထိုးလိုက်မယ်နော်โอเคအဲဆိုရင် row 2ကိုတက်မယ် row 2တက်ဖို့အတွက်ချိန်3ခုထိုးပါမယ်ချိန်3ခုထိုးပြီးလှည့်မယ်လှည့်ပြီးပထမပေါက်ထဲမှာတိုင်ရှည်တစ်ခါထိုးမယ်ပြီးရင်အပေါက်ဘေးပေါက်ထဲမှာတိုင်ရှည်3ကထိုးပါမယ်တိုင်ရှည်3ကထိုးပြီးလို့ရှိရင်ဖွန်မီ4ခုပြန်ထိုးပါမယ်နော်ဖွန်မီ4ခုထိုးပါမယ်အမှ5ခုရှိရပါမယ်နော်ဒုတိယတက်မှာတိုင်ရှည်လေး5ခုစပါမယ်ပြီးရင်ဖွန်မီ4ကထိုးမယ်ပြီးရင်ပထမတက်တော့တိုင်တူလေးထိုးထားတဲ့3ခုမြောက်ထဲကအလဲပေါက်မှာနော်
3ခုမြောက်တဲ့အလဲပေါက်မှာတိုင်တူလေးထိုးပါမယ်ရှင်โอเคတိုင်တူလေးထိုးပြီးသွားလို့ရှိရင်ချိန်4ခုပြန်တက်ပါမယ်1 2 3 4ချိန်4ခုတက်ပြီးလို့ရှိရင်ဒီဘေးသူရဲ့ဘေးပေါက်ထဲမှာတိုင်ရှည်လေး3ခါထိုးပါမယ်တစ်ခါနှစ်ခါ3ခါအပေါက်ထဲမှာတိုင်ရှည်3ခါထိုးပြီးလို့ရှိရင်ပြီးပထမအဆုံးတိုင်ရှည်ပေါ်မှာပထမဆုံးတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခုထိုးပါမယ်နော်ပထမဆုံးတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခုထိုးမယ်ထိုးပြီးလို့ရှိရင်ချိန်3ခါတက်ပါမယ်ချိန်3ခါတက်ပြီးလို့ရှိရင်နောက်ဆုံးကတိုင်ရှည်လေးမှာတွေ့လားနောက်ဆုံးကတိုင်ရှည်လေးမှာတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခုထိုးပါမယ်ပြီးရင်ကြားထဲမှာတိုင်ရှည်3ခါထိုးပါမယ်ရှင်တိုင်ရှည်3ခါထိုးပြီးလို့ရှင်ဖွမီ4ခါထိုးပါမယ်ပြီးရင်တိုင်တူ3ခုတွေကအလဲပေါက်နဲ့အလဲပေါက်မှာတိုင်တူတစ်ခေါက်ထိုးပါမယ်တိုင်တူတစ်ခုထိုးပါမယ်နော်အဲဆိုရင်တစ်စုံဖြစ်သွားပါပြီတစ်စုံပြီးသွားပါပြီနော်တစ်စုံပြီးသွားပြီဆိုလို့ရှိရင်ဖွမီ4ခါပြန်တက်ပါမယ်တစ်ခါနှစ်ခါ3ခါ4ခါဖွမီ4ခါတက်ပြီးလို့ရှိရင်အပေါက်ထဲမှာတိုင်ရှည်3ခါထိုးပါမယ်ရှင်တိုင်ရှည်3ခါထိုးပြီးလို့ရှိရင်ဒီဘက်ကပထမဆုံးတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခါထိုးမယ်တိုင်ရှည်4ခါရသွားပြီဆိုလို့ရှိရင်ဖွမီ3ခါထိုးမယ်ပြီးရင်နောက်ဆုံးတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခုထိုးမယ်ပြီးရင်ဘေးနားအပေါက်လေးမှာတိုင်ရှည်3ခုထိုးပါမယ်နော်အဲဆိုဒီဘက်မှာတိုင်ရှည်4ခုရသွားပြီဆိုရင်ဖွမီ4ခုထိုးမယ်တိုင်တူ3ခုတွေကအလဲပေါက်မှာတိုင်တူလေးနဲ့ဆက်လိုက်မယ်အဲဆိုရင်နှစ်စုံရသွားပြီအဲ့လိုမျိုးလေးပဲဒီဘက်အဆုံးထိရအောင်ထိုးလာခဲ့ပြီပါနော်တိုင်ရှည်4ကဖွမီ3ကပြီးရင်တိုင်ရှည်4ကဖွမီ4ကပြီးရင်အလဲထဲမှာတိုင်တူတစ်ခါပေါ့နော်โอเคနောက်ဆုံးအဲ့ဆိုတစ်ခုပဲကျန်တော့မယ်ဆိုရင်ဖွမီ4ကထိုးမယ်ဟိုဘက်နဲ့တူတူပဲเนาะဒီဘက်ကိုပြန်ကြည့်ပြီးတော့ဒီဘက်အတိုင်းပြန်ထိုးဖွမီ4ကတက်မယ်ပြီးရင်အကွင်းထဲမှာတိုင်ရှည်3ကထိုးမယ်တိုင်ရှည်3ကထိုးမယ်3ရှည်3ကထိုးပြီးလို့ရှိရင်နောက်ဆုံးမှကျန်တာတိုင်ရှည်လေး2ခုကျန်မယ်ပေါ့နော်အတိုင်ရှည်2ခုပေါ်မှာတိုင်ရှည်2ခုထိုးမယ်အဲဆိုရင်အလုံးပေါင်းတိုင်ရှည်က5ခုဖြစ်မယ်နော်အလုံးပေါင်းတိုင်ရှည်5ခုဖြစ်မယ်3ခုထိုးပြီးနောက်ထပ်ဒီဘက်မှာတိုင်ရှည်2ခုပေါ်မှာတိုင်ရှည်နောက်ထပ်2ခုထိုးအဲဆိုတော့တိုင်ရှည်5ခုဖြစ်သွားမယ်ပေါ့နော်ကဲအဲဆိုရင် row 3ကိုတက်ဖို့အတွက်ဖွမီတစ်ခါထိုးပါမယ်ပြီးရင်လှည့်မယ်လှည့်ပြီးရင်သူ့ရဲ့ဘေးကက်ရဲ့အပေါက်မှာတိုင်တူလေးတစ်ခုထိုးလိုက်ပါမယ်ပြီးရင်ဖွမီ4ကထိုးပါမယ်နော်ဖွမီ4ကထိုးမယ်ပြီးရင်နောက်ဆုံးတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခုထိုးပါမယ်နော်တိုင်ရှည်တစ်ခုပြီးရင်ဘေးကက်ရဲ့အပေါက်ထဲမှာတိုင်ရှည်3ခုထိုးပါမယ်တစ်ခါနော်တစ်ခါနှစ်ခါ3ခါ
အဲဆိုရင်တိုင်ရှည်၄ကရသွားပြီတိုင်ရှည်၄ကရသွားပြီဆိုလို့ရှိရင်ဖွန်မီနှစ်ခါထိုးပါမယ်ပြီးရင်ဘေးကရဲ့အပေါက်ထဲမှာတိုင်ရှည်၃ခုထိုးပါမယ်နော်တစ်ခါနှစ်ခါသုံးခါပြီးရင်ဟိုဘက်ကတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်တိုင်းထိုးလိုက်ပါမယ်နော်ပြီးရင်ဖွန်မီ၄ကထိုးမယ်၄ကထိုးပြီးလို့ရှိရင်ဘေးကရဲ့အပေါက်ထဲမှာတိုင်တိုလေးနဲ့ဆက်လိုက်မယ်အဲဆိုတစ်စုံရသွားပါပြီပြီးရင်ဖွန်မီ၄ကပြန်ထိုးပါမယ်ကဲတိချပြန်ကြည့်မယ်နော်ဖွန်မီ၄ကတိုင်ရှည်၄ကကြားထဲမှာဖွန်မီနှစ်ခါပြီးရင်တိုင်ရှည်၄ကပြီးရင်ဖွန်မီ၄ကโอเคအတိုင်းလေးပဲပြန်ထိုးမယ်အဲတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်တိုင်းပြီးရင်ဘေးကရဲ့ပေါက်ထဲမှာတိုင်ရှည်၃တိုင်းထိုးမယ်နော်တစ်တိုင်းနှစ်တိုင်းသုံးတိုင်းသုံးတိုင်းထိုးပြီးတိုင်ရှည်၄ကရသွားပြီတိုင်ရှည်၄ကရသွားပြီဆိုရင်ဖွန်မီနှစ်ခါထိုးမယ်ဟိုဘက်ပေါက်မှာတိုင်ရှည်၃တိုင်းထိုးမယ်နော်တိုင်ရှည်၃တိုင်းထိုးပြီးလို့ရှိရင်ဘေးကက်ရက်ကဖွန်မီလေးပေါ့တိုင်ရှည်လေးပေါ့တိုင်ရှည်လေးပေါ်မှာတိုင်ရှည်တစ်ခါထိုးမယ်အဲဆိုတိုင်ရှည်၄ခုပြီးရင်ဖွန်မီ၄ကထိုးမယ်ပြီးရင်ဘေးကက်ရက်ပေါက်မှာတိုင်တိုလေးနဲ့ဆက်လိုက်မယ်အဲဆိုနှစ်စုံရသွားပြီနော်အတိုင်းလေးပဲကျန်တဲ့ဟာတွေကိုလည်းနော်ထိုးလာခဲ့ပြီမယ်နော်အစုံထိရအောင်ထိုးလာခဲ့ပြီပါမယ်ရှင်ဖွန်မီနှစ်ခါပြီးရင်တိုင်ရှည်၃ခါတိုင်ရှည်၃ခါထိုးပြီးရင်ဘေးကက်ရဲ့တိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခါတိုင်ရှည်၄ကရပြီဆိုလို့ရှိရင်ဖွန်မီ၄ကပြန်ထိုးမယ်ဒီနဲ့3 4ဖွန်မီ၄ကရပြီးရင်နော်ဘေးကရဲ့ပေါက်မှာတိုင်တိုလေးနဲ့ဆက်လိုက်မယ်โอเคအတိုင်းလေးပဲနောက်ဆုံးထိရအောင်ထိုးလာခဲ့မယ်နော်ဆုံးရသွားပါပြီဒီနေ့တော့ဒီနောက်တဲ့ကိုထည့်မယ်တိုင်ရှည်တစ်တိုင်းရှည်တစ်တိုင်းဒီစပေးဒီကြားထဲမှာတိုင်ရှည်၃တိုင်းတစ်တိုင်းနှစ်တိုင်းသုံးတိုင်းပြီးရင်ဖွန်မီနှစ်ခုထိုးမယ်ပြီးရင်ဒီကြားထဲမှာတိုင်ရှည်၃တိုင်ထိုးမယ်ရှည်၃တိုင်ထိုးမယ်ပြီးဒီမှာဒီနောက်ဆုံးဒီနောက်မှာတစ်တိုင်ထိုးမယ်ပြီးရင်ဖွန်မီ၄ခုထိုးမယ်တင်3 4ဖွန်မီ၄ခုထိုးမယ်လက်ကိုကြည့်လိုက်မယ်နောက်မှဒီလိုလေးဆက်ထားရေးဆိုတော့ဒီဘက်မှာလည်းနောက်ဆုံးတစ်ခုရဲ့အဲ့ဒါတစ်တန်းနှစ်တန်းသုံးတန်းပြီးသွားပြီသုံးတန်းပြီးသွားပြီဆိုတော့၄တန်းမြောက်ကိုစမယ်၄တန်းမြောက်ကိုစရင်ဖွန်မီ၈ခေါက်ထိုးမယ်တစ်ခေါက်နှစ်ခေါက်သုံးခေါက်၄ခေါက်၅ခေါက်6ခေါက်9ခေါက်10ခေါက်ဖွန်မီ8ခုထိုးပြီးရင်ဒီသူ့ရဲ့ဘေးနာပေါက်ထဲမဟုတ်ဘူးဒီဘက်သူ့ရဲ့ထိုးဘက်နောက်ထပ်တစ်ပေါက်ထဲမှာထည့်မယ်ပေါက်ထဲမှာထည့်မယ်
တိုင်ရှည်4တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်4တိုင်ဒီကြားထဲမှာပဲထည့်မယ်နော်4တိုင်โอเคပြန်ကြည့်မယ်ဆိုတော့ဒီဘက်မှာတစ်ပတ်ကိုကြော်ပြီးတော့ဒီဘက်တစ်ပတ်မှာ4ခုထိုးတယ်ဖွမီက8ခုထိုးနော်ဒါပြီးဒီဘက်နောက်တစ်ခုမှာဖွမီ9ခုထိုးမယ်တစ်ခုနှစ်ခု3ခု4ခု5ခုဖွမီ9ခုထိုးပြီးလို့ရှိရင်ဒီမှာတိုင်တိုးထိုးလိုက်ရဲ့နားမှာတိုင်တိုးထိုးမယ်တိုင်တိုး3ခုထိုးမယ်အဲဆိုဒီကြားထဲမှာတစ်ခုထိုးမယ်ဒီကြားထဲမှာတိုင်တိုးတစ်ခုထိုးမယ်ဒီရဲ့တိုင်တိုးပေါ်မှာတစ်တိုင်ထိုးမယ်ပြီးရင်ဒီဘက်ကြားထဲမှာတစ်တိုင်ထိုးမယ်အဲဆိုတိုင်တိုး3တိုင်နော်တိုင်တိုး3တိုင်ထိုးပြီးရင်ဖွမီ9တိုင်ထိုးမယ်1 2 3 4 5ဖွမီ9တိုင်ပြန်ထိုးမယ်ဖွမီ9တိုင်ပြန်ထိုးပြီးရင်ဒီတစ်ပေါက်ကြော်မယ်နောက်တစ်ပေါက်ထဲမှာတိုင်ရှည်4တိုင်ထိုးမယ်နော်တစ်တိုင်နှစ်တိုင်3တိုင်4တိုင်ထိုးပြီးဖွမီ9ကောက်ပြန်ထိုးမယ်1 2 3 4 5ဖွမီ9တောက်ကောက်ပြန်ထိုးပြီးဒီဘက်ကြားထဲမှာတိုင်တိုးတစ်တိုင်တိုင်တိုးပေါ်မှာတိုင်တိုးတစ်တိုင်ဒီဘက်နောက်ထပ်ကြားထဲမှာတိုင်တိုးတစ်တိုင်တိုင်တိုး3တိုင်တိုင်တိုး3တိုင်နဲ့ဆက်မယ်နော်ဟုတ်ပြီနော်နှစ်ခုရတော့ပြီနောက်တစ်ခုဆက်ထိုးဖို့တိုင်တိုး9တိုင်ထိုးမယ်ဒီဘက်အပေါက်မှာတိုင်ရှည်4တိုင်ထိုးမယ်ပြီးရင်ဖွမီ9ကထိုးမယ်ထိုးပြီးရင်ဒီမှာဒီဘက်အပေါက်ထဲမှာတိုင်တိုးတစ်တိုင်ဒီတိုင်တိုးပေါ်မှာတိုင်တိုးတစ်တိုင်ဟိုဘက်ပေါက်ထဲမှာတိုင်တိုးတစ်တိုင်3တိုင်နော်အဲ့လိုနဲ့ဒီဘက်ထိထိုးလာခဲ့ပြီပါအဆုံးရောက်ပြန်ပြပေးမယ်နော်โอเคအဲ့ဆိုဒီမှာနောက်ဆုံးကိုရောက်ပြီနော်အဲ့ဆိုဖွမီ9ကထိုးမယ်ပြီးရင်ဒီမှာတခုကျော်ဒီဘက်မှာတိုင်ရှည်4ကထိုးမယ်နော်တိုင်ရှည်4ကပြီးရင်နောက်ထပ်ဖွမီ9ကထိုးမယ်တစ်ခါနှစ်ခါ3ခါ4ခါ5ခါဖွမီ9ကထိုးပြီးရင်ဒီဘက်မှာကျန်ကြည့်တော့ဒီမှာနည်းနည်းဒီလိုပုံစံလေးပေါ့နော်အဲ့လိုပုံစံဖြစ်အောင်ဟိုဘက်မှာထိုးမယ်တိုင်ရှည်ထိုးမယ်ရှည်ကိုတရရစ်မယ်ဒီဘက်ကနောက်ဆုံးဖွမီလေးနော်နားမှာတွေ့လားမသိနောက်ဆုံးဖွမီလေးအထက်ကိုထည့်မယ်အထက်ကိုထည့်ပြီးတော့တိုင်ရှည်လေးတစ်တိုင်ထိုးလိုက်မယ်အဲဆိုဘက်နဲ့ညီသွားပြီနော်ညီသွားပြီဆိုတော့ခုကနောက်ထပ်9တန်းမြောက်ကိုဆက်ထိုးမယ်ဖွမီတစ်ခုထိုးလိုက်ပြီနော်ဖွမီတစ်ခုထိုးလိုက်ပြီးတော့လှည့်မယ်လှည့်ပြီးဒီသူ့ရဲ့ချီထွက်နေတဲ့အပေါက်မဟုတ်ဘူးနောက်ထပ်သူ့ဘေးနာကဖွမီထဲမှာတိုင်တိုလေးတစ်တိုင်ထိုးမယ်တိုင်တိုလေးတစ်တိုင်ထိုးပြီးရင်ဖွမီတစ်ခါနှစ်ခါ3ခါ4ခါဖွမီ4ကထိုးမယ်ပြီးရင်ဖွမီ4ကထိုးမယ်ပြီးရင်ဒီပေါက်ထဲမှာထိုးမယ်ဒီပေါက်ထဲမှာတိုင်ရှည်ထိုးမယ်နော်ဒီဘက်ကိုကပ်ပြီးထိုးမယ်နော်တစ်တိုင်နော်စင်ပြေလားတစ်တိုင်နှစ်တိုင်3တိုင်ရပြီ3တိုင်ကိုအပေါက်ထဲမှာပဲထိုးမယ်4တိုင်ကိုဒီဘက်ကတစ်တိုင်နှစ်တိုင်3တိုင်4တိုင်နောက်ဆုံးတိုင်ရှည်ရဲ့အပေါ်အပေါက်ကိုထိုးမယ်ပြီးရင်ဖွမီ3ကထိုးမယ်တစ်ခါနှစ်ခါ3ကဖွမီ3ကထိုးမယ်ဖွမီ3ကထိုးပြီးလို့ရှိရင်ဖွမီ3ကထိုးပြီးဒီဘက်က
တိုင်ရှည်ပေါ်မှာတိုင်ရှည်ထိုးမယ်နောက်ဆုံးတိုင်လေးမှာတိုင်ရှည်တစ်ခါထိုးမယ်နော်တိုင်ရှည်တစ်ခါရပြီပြီးရင်ဒီကြားထဲမှာကတိုင်ရှည်3ခါထိုးမယ်တစ်ခါနှစ်ခါ3ခါပြီးရင်ဖွမီလေးက1နဲ့3လေးဖွမီလေးကထိုးပြီးရင်ဒီမှာစောနာနော်ကတိုင်တူလေး3တိုင်ထိုးတာရယ်နော်တိုင်တူ3တိုင်ထိုးတဲ့အလဲတွေကတစ်တိုင်မှာတိုင်တူလေးထိုးလိုက်မယ်โอเคကြည့်အောင်ဆိုရင်တိုင်တူလေးကပြီးရင်ဒီမှာတိုင်ရှည်လေးကကြားထဲမှာဖွမီ3ခါပြီးရင်တိုင်တူ1နဲ့3လေးတိုင်ရှည်လေးခါပြီးရင်ဖွမီလေးခါနဲ့ဒီကြားထဲမှာဆက်တစ်ခုနော်ဒီလိုတစ်ဆက်โอเคနောက်တစ်ခုကဖွမီလေးကထိုးမယ်တစ်ခါနှစ်ခါ3ခါ4ခါဖွမီလေးခါပြီးရင်ဒီကြားထဲမှာတိုင်ရှည်တစ်ခါနှစ်ခါ3ခါပြီးရင်သူဘေးနာကတိုင်ရှည်ပေါ်မှာတစ်ခါဆိုတိုင်ရှည်4ခါနော်4ခါပြီးရင်ဖွမီ3ခါထိုးမယ်ပြီးရင်ဒီဘက်နောက်ဆုံးကတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်တိုင်ထိုးမယ်ကြားထဲမှာကတိုင်ရှည်3ခါထိုးမယ်3ခါထိုးမယ်ဆိုရင်ပြီးရင်ဖွမီလေးက1နဲ့3လေး1နဲ့3လေးဖွမီလေးကထိုးပြီးရင်ဒီတိုင်တူတွေ3ခုတည်းကအလဲတွေကတိုင်တူနဲ့ဆက်လိုက်မယ်တိုင်တူလေးနဲ့ဆက်မယ်နော်ဆိုနှစ်စုံရပါပြီနော်ရရနော်ဆိုရင်ဒီဘက်ကကျန်တဲ့ဟာတွေမှာလည်းတိုင်လေးထိုးခဲ့မယ်နောက်ဆုံးရောက်ရင်ပြန်ပြပေးမယ်နော်နောက်ဆုံးရောက်လာပြီဆိုရင်တိုင်ရှည်လေးကထိုးမယ်3 4နောက်ဆုံးတိုင်ရှည်ပေါ်မှာနော်တိုင်ရှည်တစ်ခုထိုးပြီးရင်ဖွမီ3ကထိုးမယ်တစ်ခါနှစ်ခါ3ကပြီးရင်နောက်ဆုံးတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခုထိုးမယ်တိုင်ရှည်တစ်ခုထိုးမယ်ပြီးရင်ကြားထဲမှာ3ခုထိုးမယ်တစ်ခုနှစ်ခု3ခုပြီးရင်3ခုပြီးလို့ရှိရင်ဖွမီလေးကထိုးမယ်နော်ဖွမီလေးကထိုးပြီးလို့ရှိရင်ဟိုဘက်ကိုပြန်ကြည့်ဟိုဘက်မှာဖွမီလေးကထိုးပြီးတော့တိုင်တူလေးနဲ့ဆက်ထားတဲ့ပုံစံလေးဆိုတော့ဒီဘက်မှာဘက်မှာဖွမီတစ်ခုနှစ်ခုဖွမီ3ခုမြောက်မှာဆက်မယ်နော်အောက်ဆုံးမှာတော့မဆက်ဖွမီ3ခုမြောက်မှာဆက်မယ်ဖွမီ3ခုမြောက်မှာထိုးလိုက်ပြီးတော့တိုင်တူလေးနဲ့ဆက်လိုက်ပါမယ်โอเคဆိုရင်1တန်း2တန်း3တန်း4တန်း5တန်း5တန်းပြီးသွားပါပြီဆိုရင်6တန်းမြောက်ကိုတက်ဖို့အတွက်ဖွမီ3ကထိုးမယ်လဲမယ်လဲပြီးပေါက်ထဲမှာတိုင်ရှည်လေးထိုးမယ်တိုင်ရှည်တစ်တိုင်နှစ်တိုင်3တိုင်နော်3တိုင်ထိုးပြီးလို့ရှိရင်ဘေးနားမှာတိုင်ရှည်ပေါ်မှာတိုင်ရှည်လေးတစ်တိုင်ထိုးလိုက်မယ်ဆို4တိုင်ရဲ့စောနာကဖွမီထိုးတာဆို5တိုင်ဖြစ်မယ်နော်ပြီးရင်ဖွမီ4ကတက်မယ်4ကတက်ပြီးရင်ဘေးကအပေါက်လေးမှာတိုင်တူလေးနဲ့ဆက်လိုက်ပါမယ်နော်တိုင်တူလေးနဲ့ဆက်လိုက်မယ်โอเคနော်အဲ့လိုပုံစံလေးရပါမယ်အဲ့လိုပုံစံလေးရပြီးလို့ရှိရင်နောက်ထပ်တစ်ခုထပ်ထိုးမယ်ဖွမီနောက်တစ်ခုတက်ဖို့အတွက်ဖွမီ4ကထိုးပါမယ်တစ်ခါနှစ်ခါ3ခါ4ခါဖွမီ4ကထိုးပြီးရင်
နောက်ဆုံးတိုင်ရှည်ပေါ်မှာတိုင်ရှည်လေးတစ်ခုထိုးလိုက်မယ်တိုင်ရှည်လေးတစ်ခုထိုးမယ်ပြီးရင်ကြားထဲမှာတိုင်ရှည်3ခုထိုးပါမယ်နော်တစ်ခုနှစ်ခု3ခု3ခုရပြီ3ခုရပြီလို့ရှိရင်ဖွမီ2ခုထိုးမယ်ဖွမီ2ခုထိုးမယ်နော်โอเคဖွမီ2ခုထိုးပြီလို့ရှိရင်ဒီဘက်မှာဘေးကရက်ပေါက်မှာတိုင်ရှည်3တိုင်ထိုးမယ်တိုင်ရှည်3တိုင်ထိုးမယ်2တိုင်3တိုင်ပြီးရင်ဘေးကရက်ကတိုင်ရှည်ပေါ်လေးမှာတစ်တိုင်ထိုးလိုက်မယ်အဲဆိုတိုင်ရှည်4တိုင်ပြီးဖွမီ4ခုထိုးမယ်ပြီးရင်ဘေးနာပေါက်ထဲမှာတိုင်တူလေးနဲ့ဆက်လိုက်မယ်အဲဆိုရင်တစ်စုံရသွားပြီနော်နောက်တစ်ခုတက်ဖို့အတွက်ဖွမီ4ခေါက်တက်မယ်ပြီးရင်တိုင်ရှည်ပေါ်လေးမှာတိုင်ရှည်လေးတစ်ခုထိုးမယ်ပြီးရင်ကြားထဲမှာတိုင်ရှည်လေး3ခုထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်တိုင်ရှည်3ခုထိုးမယ်ပြီးရင်ဖွမီ2ခုထိုးပါမယ်ပြီးရင်ကြားထဲမှာတိုင်ရှည်3ခုထိုးပါမယ်တိုင်ရှည်3ခုထိုးပြီးလို့ရှိရင်ဒီနောက်ဆုံးကတိုင်ရှည်4ပေါ်မှာတိုင်ရှည်1တိုင်ထိုးမယ်အဲဆိုတိုင်ရှည်4တိုင်ရပါပြီ4တိုင်ရပါရင်ပြီးရင်ဖွမီ4ကပြန်ထိုးမယ်ဖွမီ4ကထိုးပြီးဘေးနားပေါက်လေးမှာတိုင်တူလေးနဲ့ပြန်ဆက်လိုက်မယ်နော်အဲဆို2စုံရပြီ2စုံရသွားပါပြီအတိုင်းလေးပဲကျန်တဲ့ဟာတွေကိုလည်းဆက်ထိုးလာခဲ့ပါနော်အဆုံးထိရအောင်ဆက်ထိုးလာခဲ့ပါမယ်ရှင်အဆုံးရောက်ရင်ပြန်ပြပေးပါမယ်နော်ကဲနောက်ဆုံးကိုရောက်လာပြီဆိုလို့ရှိရင်ဖွမီ4ကပြန်တက်ပါမယ်နော်ဖွမီ4ခုပြန်ထိုးမယ်တစ်ခါနှစ်ခါ3ခါ4ခါဖွမီ4ခုထိုးပြီးရင်တိုင်ရှည်လေးပေါ်မှာနောက်ဆုံးတိုင်ရှည်ပေါ်မှာတိုင်ရှည်တစ်ခုထိုးပါမယ်ပြီးရင်ကြားထဲမှာတိုင်ရှည်လေး3ခုထိုးပါမယ်ရှင်4ခုရှိသွားပြီးနောက်ဆုံးပေါက်မှာတိုင်ရှည်တစ်ခုထိုးမယ်နောက်ဆုံးအောက်ကဖွမီလေးထဲမှာတိုင်ရှည်တစ်ခုထိုးပါမယ်โอเคအားဆိုရင်6တန်းပြီးသွားပြီပေါ့နော်ဒီ6တန်းပန်းပွင့်တပွင့်ပေါ့နော်6ခုကတစ်စုံအဲ့လိုမျိုးပဲဘုံ6ခုထပ်ပြီးတော့တက်သွားမှာပေါ့နော်အဲ့ဒါကိုလိုချင်တဲ့ site ထီကိုထိုးရမှာဖြစ်ပါတယ်ကိုရဲ့ခါကိုလိုချင်တဲ့ခါအရှိဆိုလဲအရှိပေါ့နော်ခါတူဆိုလဲခါတူအခြေအနေထီကိုရအောင်ထိုးလာခဲ့ပါမယ်နော်6ခုပြီးသွားပြီဆိုရင်နောက်ထပ်တဒန်းထပ်တက်မယ်ဒီအောက်ကတဒန်းပြန်လာပါမယ်နော်တန်းပြန်လာမယ်ဆိုတော့ဖွမီ3ကနဲ့3လဲမယ်သူရဲ့ဘေးကရဲ့ပေါက်မှာတိုင်ရှည်တစ်ခုထိုးမယ်အဲဆိုရင်အနမတိုင်ရှည်2ခုပုံစံမျိုးလေးဖြစ်မယ်ပြီးရင်ဖွမီ5ခုထိုးပါမယ်နော်1 2 3 4 5ဖွမီ5ခုထိုးပြီးလို့ရှိရင်အမတိုင်တူ3ခုထိုးမယ်တိုင်တူ3ခုထိုးမယ်ဒီဘက်ကြားထဲမှာတိုင်တူတစ်ခုကြားထဲမှာတိုင်တူတစ်ခု
ပြီးရင်သူဘေးနာတိုင်တူပေါ်မှာတိုင်တူတစ်ခုပြီးရင်ဘေးကက်ရဲ့အပေါက်မှာနောက်ထပ်တိုင်တူတစ်ခုတိုင်တူ3ခုပါပြီနော်တိုင်တူ3ခုပြီးသွားလို့ရှိရင်ဖွမီ9ခါပြန်တက်မယ်ဖွမီ9ခါပြန်ထိုးပါမယ်နော်1 2 3 4 5ဖွမီ9ခါထိုးပြီးလို့ရှိရင်ဘေးကပေါက်ထဲမှာတိုင်ရှိ4ခါထိုးမယ်ဘေးကပေါက်ထဲမှာတိုင်ရှိ4ခါထိုးမယ်တစ်ခါနှစ်ခါ3ခါ4ခါတိုင်ရှိ4ခါရပြီးသွားလို့ရှိရင်ဖွမီ9ခုပြန်လာပါမယ်နော်ဖွမီ9ခုပြန်လာပါမယ်ရှင်တစ်ခုနှစ်ခုသုံးခုလေးခု5ခု5ခုပြီးဒီဘက်မှာတိုင်တူ3ခုပြန်လာမယ်ကြားထဲမှာတိုင်တူတစ်ခုတိုင်တူပေါ်မှာတိုင်တူတစ်ခုပြီးရင်ဒီဘက်ဘေးကပေါက်ထဲမှာတိုင်တူတစ်ခုတိုင်တူ3ခု3ခုပြီးသွားလို့ရှိရင်ဖွမီ9ခါပြန်လာမယ်ပြီးရင်ဒီအပေါက်ထဲမှာတိုင်ရှိ4တိုင်ပြန်ထိုးပါမယ်နော်တစ်တိုင်နှစ်တိုင်3တိုင်4တိုင်တိုင်ရှိ4တိုင်ထိုးပြီးလို့ရှိရင်ဖွမီ9ခုပြန်ထိုးမယ်ပြီးရင်ဒီဘက်မှာတိုင်တူ3ခုထိုးမယ်တိုင်တူ3ခုတိုင်တူ3ခုပြီးရင်ဖွမီ9ခါပြန်လာမယ်တိုင်တူ3ခုနော်3ခုပြီးရင်ဖွမီ9ခါအဲ့လိုပဲဆက်ထိုးလိုက်ပါနောက်ဆုံးထီကိုနော်ဖွမီ9ခါပြီးရင်ကြားထဲမှာတိုင်ရှိ4ခါပြီးရင်ဖွမီ9ခါပြန်ထိုးပြီးရင်ဒီဘက်မှာတိုင်တူလေးတွေ3ခုထိုးနော်အဲဆိုရင်နောက်ဆုံးထီထိုးလာခဲ့နော်နောက်ဆုံးရောက်သွားပြီဆိုလို့ရှိရင်ဖွမီ9ခါပြန်ထိုးပါမယ်နော်ဖွမီ9ခါထိုးပြီးတော့တိုင်ရှိလေး2ခုထိုးမယ်နော်တစ်ခါနှစ်ခါ3ခါ4ခါ5ခါဖွမီ9ခါပြီးရင်ဒီဘက်ကနောက်ဆုံး2ပေါက်မှာတိုင်ရှိ2ခုထိုးပါမယ်တိုင်ရှိတစ်တိုင်တိုင်နှစ်တိုင်တိုင်ရှိနှစ်တိုင်ထိုးပြီးရင်အဲ့လိုပဲနောက်ထပ် row 2ပြန်လာမယ်ပြီးရင် row 3 row 4 row 6အဲ့လို6စုံလေးတွေထိုးပါကိုလိုချင်တဲ့အရှိအထိကိုထိုးလာခဲ့မယ်နော်ကွာခါတိုလိုချင်ရင်တိုလေးပဲထိုးအရှိလိုချင်ရင် row ပို့ထိုးလိုက်ပါနော်ကဲကိုလိုချင်တဲ့အစီတီထိုးပြီးသွားပြီဆိုလို့ရှိရင်chain 1ဖွမီလေးတစ်ခုထိုးမယ်ပြီးရင်လှည့်မယ်ပြီးရင်တိုင်တူလေးတွေထိုးပါမယ်နော်နောက်ဆုံးတက်မှာအကုန်လုံးကိုတိုင်တူလေးနဲ့ပြန်ပြီးတော့ကုတ်ပေးပါမယ်မှာပတ်တန်လေးရေးပြထားနော်အတိုင်လေးတိုင်တူလေးနဲ့ကုတ်လိုက်ဘာမှစဉ်းစားစရာမလိုသူရဲ့ချိနေတဲ့အပေါက်လေးတိုင်းမှာဖွမီရေအတွက်တိုင်တူလေးလိုက်ထိုးလိုက်ပေါ့နော်နောက်ပြီးတော့အရှိချမ်းကိုထိုးပါမယ်နောက်တစ်ခုကအရှိချမ်းက2ခုထိုးရမှာပေါ့နော်အဲ့လိုမျိုးလေးအရှိချမ်း2ခုထိုးရပါမယ်ရှင် found panel အရှိပိုင်းအတွက်ကchain 50ခုထိုးပါမယ်နော် chain 50ခုထိုးမယ်ပြီးရင်ဖွမီ2ခုထပ်တက်ရမယ်ပေါ့အဲဆိုစုစုပေါင်း chain က53ခုနော်53ခုထိုးပြီးတော့နောက်ကျောဘက်ကပတ်တန်အတိုင်းလေးထိုးလာပေးပါမယ်နောက်ကျောဘက်ကပတ်တန်အတိုင်းလေးထိုးလာသူကပန်း3ပွင့်ရမှာပါနော်အဲ့လိုရှေ့ပိုင်းလေးအဲ့လိုပန်း3ပွင့်ရမယ်
အဲ့လိုမျိုးအရှိပိုင်းကိုနှစ်ခုထိုးလာပေးပါနော်ပြီးရင်လက်အတွက်ကချိန်ရ100နဲ့2ခုပါ100နဲ့2ခုထိုးပြီးလို့ရှိရင်နောက်ထပ်2ခုထပ်တက်မယ်အဲဆိုအလုံးပေါင်းက104ချိန်100နဲ့4ချိန်ပါပြီးရင်သူဒီပတ်တန်အတိုင်းလေးကိုပဲထိုးလာမယ်နော်ဒီပတ်တန်အတိုင်း6ခုလက်အရှိကိုလည်းကိုလိုချင်တဲ့အရှိထီကိုထိုးလာပေးပါမယ်ပြီးသွားလို့ရှိရင်ဒါအရှိဘက်နဲ့အနောက်ဘက်ကိုဆက်ပါမယ်နော်အရှိချမ်းနဲ့နောက်ကျောဘက်ချမ်းနှစ်ခုကိုဆက်ပါမယ်အဲ့ဒါကိုဖွမီလေးတွေကိုရေလိုက်ပေါ့နော်ဒီကိုအရှိချမ်းမှာဖွမီကအခု90ရှိတယ်တို့မြက်ကဖွမီ90ရှိတော့အနောက်ဘက်ချမ်းကိုလည်းဖွမီ90ရေလိုက်ပြီးရောအရင်နေရာမှာဆက်ပါမယ်တိုင်တူလေးနဲ့ဆက်ပါမယ်တွေ့ရနော်အမနောက်ဆုံးထိထိုးပြီးသွားရင်တိုင်တူလေးနဲ့ပြန်ပတ်ထားနော်အဲ့လိုလေးတိုင်တူလေးနဲ့ပြန်ပတ်ထားအောင်အဲ့ဗီဒီယိုလေးကမရိုက်လိုက်ရလို့နော်ပြီးအဲ့ဒါကိုနှစ်ခုဆက်မယ်ဆိုရင်ဖွမီတစ်ခုထိုးမယ်ပြီးရင်တိုင်တူလေးထိုးမယ်နော်ဒီဘက်ကဖွမီနဲ့နောက်ကျောဘက်ချမ်းဖွမီလေးနဲ့ကိုညီညာလေးပေါ့နော်ဒီဘက်ဖွမီဆိုဟိုဘက်ဖွမီတေချာလေးဟိုအဆုံးထိကိုဖွမီ90ဆို90လုံးကိုက်အောင်လို့တစ်ခုချင်းစီထိုးသွားပြီပါဖွမီတွေကြော်ပြီးတော့မထိုးပါနဲ့နော်တစ်ခုချင်းစီတေချာကြည့်ပြီးတော့ထိုးပါမယ်တိုင်တူလေးနဲ့ပဲဆက်မယ်နော်အကုန်လုံးအဆုံးထိကိုတိုင်တူလေးနဲ့ဆက်လာခဲ့ပါကဲဆက်ပြီးသွားပြီနော်ညာလေးပဲလိုမျိုးလေးဆက်ပြီးသွားပြီဆက်ပြီးသွားဆိုလို့ရှိရင်နောက်တစ်ဖက်ကိုလည်းအဲ့လိုလေးပဲဆက်မယ်နော်နောက်တစ်ဖက်ကိုဆက်တဲ့ချိန်ကျရင်ဒီဘက်နဲ့တေချာညီကြည့်ပေါ့နော်ဒီဘက်ကအတဲဖြစ်ပြီးဟိုဘက်ကဒီအတဲတိုင်းကိုဟိုဘက်မှာဆက်လိုက်လို့ရှိရင်ဟိုဘက်ကအတဲဒီဘက်ကစောက်ထိုးတွေဖြစ်ကုန်မယ်နော်ပြောင်းပြန်လှန်ပြီးတော့ပဲတခါတည်းပြောင်းပြန်လှန်ပြီးတော့ပဲဆက်ပါမယ်နော်နောက်တစ်ဖက်ကိုလည်းအဲ့လိုပဲတိုင်တူလေးနဲ့ဆက်လာခဲ့မယ်ပုံမီ90ဒီဘက်မှာလည်း90ကိုနောက်ကျောဘက်ကိုမှတ်ပြီးတော့ပုံမီတစ်ခုထိုးမယ်ပြီးရင်တိုင်တူလေးတွေထိုးမယ်အတိုင်းပဲတိုင်တူလေးအစုံထိကိုထိုးလာခဲ့ပြီမယ်နော်โอเคပြီးသွားပြီပြောင်းပြန်ပဲလှန်ထားနော်ပြောင်းပြန်လှန်ထားပြီးတော့ပဲဆက်ထားပါတယ်ဆက်ပြီးသွားလို့ရှိရင်နောက်တစ်ခုကလက်ကိုဆက်ပါမယ်เนาะလက်ဆက်တာကနှစ်ခုလုံးကိုဆက်ပြထားပါတယ်တေချာလေးကြည့်ပြီးတော့မှလိုက်ဆက်ပေါ့เนาะပထမအခုဆက်ပြမယ့်ဟာကိုနားမလဲလို့ရှိရင်နောက်တစ်ဖက်ကိုဆက်ပြထားတဲ့ဟာလေးကိုတေချာလိုက်ကြည့်ပြီးတော့ဆက်ပါโอเคလက်ကိုဆက်မယ်ဆက်ရင်မှတ်ချိတ်လေးလိုပါမယ်เนาะ
မန်ချိတ်လေးနဲ့မှတ်ပြီးတော့ထိုးပါလက်တန်းထိုးတတ်တဲ့သူအတွက်ကတော့လက်တန်းထိုးပါနော်အဲ့ရဲ့လက်ကိုဒီလိုနှစ်ခေါက်လေးခေါက်လိုက်မယ်ပြီးရင်သူ့ရဲ့အလဲကြားတဲ့ဖွတ်မီးနဲ့ဟိုဘက်ကနောက်ကျောဘက်နဲ့အရှိဘက်နဲ့ကိုဆက်ထားတဲ့နေရာလေးမှာအလဲနားလေးမှာထိုးလိုက်မယ်နော်ပြီးရင်ဟိုဘက်ဒီဘက်ကိုဆက်ပေးပါမယ်မှတ်ချိတ်လေးနဲ့မှတ်ပြီးတော့ဆက်ရင်ပိုပြီးညီတယ်ပေါ့နော်လက်တန်းဆက်တဲ့သူအတွက်ကတော့လက်တန်းပဲဆက်လိုက်ပါမဆက်တဲ့ရင်တော့မှတ်ချိတ်လေးနဲ့ချိတ်ပြီးတော့ဆက်ပါနော်โอเคဆက်တဲ့ဗီဒီယိုလေးတော့ရိုက်မပြတော့ဘူးအတိုင်းလေးတိုင်တူလေးနဲ့ဆက်လိုက်ရုံပဲနော်ညီညာလေးโอเคအမဆက်ပြီးသွားပြီအလဲကိုတေချာမှတ်ထားပြီးရင်တိုင်တူလေးနဲ့ကျန်တဲ့နေရာလေးတွေကိုလိုက်ဆက်လိုက်ရုံပဲနော်โอเคပြီးသွားပါပြီเนาะလက်တစ်ဖက်တက်လို့ပြီးသွားပါပြီအဲ့လိုလေးတက်ပြီးရင်အင်ကြီးလေးကိုအဲ့လိုမျိုးလုပ်ပြီးလက်တရောအကုန်ဆက်ပါမယ်အရှိဘက်နဲ့နောက်ကျောဘက်နဲ့ကိုအောက်ဆုံးနားကနေအရင်စားဆက်ပါမယ်เนาะတိုင်တူလေးနဲ့ပဲချုပ်ပါမယ်เนาะအောက်ဆုံးပါနေစားချုပ်မယ်ဒီဘက်လက်ခြေထီကိုလက်အဆုံးထီကိုအတိုင်းလေးအကုန်လုံးဒလက်ဆက်တဲ့တိုင်တိုလေးနဲ့ဆက်လာပေးရပါမယ်စားဆက်မယ်နော်တခြားဖုန်းမီလေးညီလေးဆက်ပါနော်အဲ့လိုလေးတိုင်တိုလေးနဲ့ဆက်လိုက်ရုံပါပဲရှင့်ဒါလက်နာလေးရောက်နေပြီပေါ့နော်လက်နာလေးရောက်နေပြီအဲ့လိုဟိုဘက်နဲ့ဒီဘက်နဲ့ညီအောင်မီးလေးတွေကိုတေချာကြည့်ပြီးတော့တိုင်တူလေးထိုးလာခဲ့ပေးပါဆက်လုပ်ပြီးသွားပါပြီရှင့်ပြီးသွားရင်နောက်လက်တစ်ဖက်ကိုဆက်ပါမယ်
ဇောနာအတိုင်းလေးပဲဆက်မယ်နော်ဒါလေးကိုတစ်ဝက်ခောက်လိုက်မယ်ပြီးရင်အလဲပေါက်လေးကိုမှတ်လိုက်မယ်အလဲမှတ်လေးကိုနော်ခောက်ပြီးတော့အလဲမှတ်လေးကိုမှတ်လိုက်မယ်မှတ်ပြီးလို့ရှင်အကအလဲမှတ်နဲ့ဒီဘက်ကအရှိချမ်းနဲ့နောက်ချမ်းနဲ့ဆက်ထားတဲ့နေရာရဲ့အလဲလေးမှာသွားပြီးတော့ချိတ်လိုက်မယ်ပေါ့နော်အဲ့ဒါလေးကိုမှတ်ချိတ်လေးနဲ့မှတ်ချင်လဲရတယ်ချီလေးနဲ့တွဲချင်လဲရပါတယ်အလဲမှတ်လေးကိုယူမယ်ယူပြီးရင်ဒီဘက်ကဆက်ထားနေရမှာလေအလဲပေါက်လေးကိုထိုးလိုက်မယ်ထိုးပြီးချီလေးနဲ့အဲ့နေရာလေးကိုတေချာချီထားပါတော့အလဲပေါက်လေးကိုတေချာချီထားပြီးလို့ရှိရင်ဟိုဘက်ကိုလည်းတေချာလေးဆက်မယ်ဖမီလေးမကြော်သွားစေဘဲနဲ့ဆက်မယ်ပြီးရင်ဒီဘက်ထိကိုဆက်မယ်နော်โอเคဆက်လာခဲ့ပြီပါအတိုင်းလေးပဲတိုင်တူလေးနဲ့ပဲချုပ်လာခဲ့မယ်နော်โอเคအဲ့လိုမျိုးလက်တွေအကုန်လုံးချုပ်ပြီးသွားလို့ရှိရင်အင်ဂျီရသွားပါပြီရသွားရင်ဒီရဲ့လေဝင်းသားလေးဒီအရှိဘက်ကိုတိုင်တိုလေးနဲ့ပြန်ကုတ်ပါအောင်မယ်ရှင်အောက်ကနေဒီဘက်အောက်ကနေစမယ်နော်ပြီးရင်အတိုင်းလေးပဲလေဝင်းထီကိုတိုင်တိုလေးနဲ့ကုတ်အောက်ထီကိုကုတ်လာခဲ့ပေးမယ်နော်ဖမီတစ်ခုထိုးမယ်ပြီးရင်တိုင်တိုလေးရေထိုးမယ်နော်โอเคသူမှရှိတဲ့တိုင်လေးတိုင်တိုတစ်ခုပြီးရင်ဘေးနားမှာနောက်ထပ်တိုင်တိုထပ်ထိုးပါမယ်တစ်ပေါက်ဘေးရှိရင်တိုင်တိုကတစ်ခုပဲထိုးပါမယ်နော်ဒီဘက်ဘေးမှာအဲ့လိုစားထားတဲ့နေရာတွေကြာလို့ရှိရင်တိုင်တိုနှစ်ခုထိုးပါမယ်အောက်မှာအပေါက်ကျေတဲ့နေရာမှာကျတော့တိုင်တိုလေးကိုနှစ်ခုထိုးပါမယ်
Okay နှစ်ခုထိုးပြီးရင်နောက်ထပ်ဘေးနာအပေါက်တွေကိုလည်းအဲ့လိုပဲတိုင်တိုလေးနဲ့ကွက်သွားမယ်ဟိုအပေါ်11ထိအဘက်11ကနေဒီဘက်ကိုအောက်ဒီဘက်အောက်ကိုပြန်ဆင်းလာမယ်နော်โอเคအတိုင်းလေးပဲလေဝင်းနာလေးတွေရောတိချာမကြော်ဖို့မီအပေါက်လေးတွေမကြော်တော့ဘဲနဲ့တိချာလေးထိုးလာခဲ့ပြပါမယ်เนาะပြီးရင်အင်ကြီးမှာကြံခဲ့တဲ့ခြီစားလေးတွေကိုအက်ကလေးနဲ့လိုက်ပြီးတော့ခြီစားလေးလိုက်သိမ်းပါမယ်เนาะခြီစားလေးကုံလိုက်သိမ်းထားပါမယ်လုံးမင်္ဂလာပါဒါလေးကတော့ဒီအင်ကြီးထိုးရဲ့နောက်ဆုံးပိုင်းလေးပေါ့เนาะကျိုးထိုးပါမယ်ရှင့်ကျိုးထိုးမယ်ဆိုတော့ဖွတ်မီကို300ထိုးပါမယ်ဒီနေ့တော့လေးနာချာခုရှစ်ကို30နော်300ပြင်ပြန်ပြပေးမယ်နော်ဖမီလေးထိုးပြီးသွားပြီ300ပြေးသွားပြီအဲဆိုရင်ရှစ်ကောလေးလုံးမယ်နော်ခြေထွက်နေအပေါက်ကနေဒုတိယအပေါက်ကိုခြေထိုးလိုက်မယ်ပြီးရင်အခုဆွဲထုတ်ပြီးရင်ခြေကိုဒီဘက်မှာထုတ်လိုက်မယ်ရှစ်ကောလုံးလိုက်မယ်နော်နော်နောက်တစ်ပေါက်ကိုဝင်မယ်ခြေဆွဲကော်လာမယ်ပြီးရင်ဒီဘက်ထဲကိုထည့်လိုက်မယ်အဲ့လိုရှက်ကော်လေးတွေအဆုံးထိလှုပ်သွားပေးလိုက်ပါနော်အဲ့ဆိုရင်တော့ကြိုးထိုးတဲ့ပိုင်းပြီးသွားပြီရှက်ကော်လေးတွေကိုနောက်တစ်စုံအဆုံးထိကိုရှက်ကော်လေးတွေအကုန်လုံးထိုးလိုက်ခဲ့ပြီးမယ်ပြီးလို့ရှိရင်ခြေသိမ်းပါမယ်โอเคအဲ့ဆိုရင်တော့အင်ဂျီထိုးနည်းလေးအစဆုံးပြီးသွားပြီပေါ့နော်လိုက်ထိုးလို့အဆင်ပြေကြပါစေရှင်နောက်ထပ်ဗီဒီယိုတွေလည်းတင်ပေးအောင်မလို့ channel လေးကို subscribe လုပ်ပေးသွားပါအောင်ရှင် like and share လေးလုပ်ပေးသွားပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်